ထိုဟိုးဘဝတော့ပါရမီတွေဖြစ်ခင်တော့ဘဝကြီးကိုညီးငွေလို့ခေါ်တော့ဗါတယ်လေဘဝကြီးကိုညီးငွေပြီးတော့နိဗ္ဗာန်ချမ်းသာဒုက္ခတန်တန်ကရိတာမိဒုက္ခကုန်ရဆင်းရဲကုန်ရချမ်းသာအစစ်နိဗ္ဗာန်ကိုလိုချင်တယ်လို့တိုက်ဆုတောင်းခဲ့တယ်တိုက်ထုံးလိုက်ခြေသားတို့အမေငါတို့ဒီဇာတိဇရံဥပါနေတိငါတို့တွေကိုအိုးတဲ့ဒုက္ခတွေနာတဲ့ဒုက္ခတွေဝေးတဲ့ဒုက္ခတွေသေတဲ့ဒုက္ခတွေငါတို့ကိုကတ်နေပြီဒါကြောင့်တတသမထုတ်ကြောင့်ငါသည်နိဗ္ဗေမတိကောဟုတ်တော်ဝါတိနိယရဏနိတန်တရားတွေကင်းပြီးတော့မှယရဏသုံးစုံကိုဩရိတရည်ရွယ်ပြီးနိဂန္တော်တော်ထွက်ခဲ့ပါပြီဖတ်တော်မူနန်းကခွာခဲ့ပါသည်ဣတိတမေအနုဘဝေနအဲ့ဒီမှန်သောအနုဘောစကားကြောင့်ဣမံဥရကံဤရေသည်ဥရကံဝိယမဟောတိရေပြင်းကြီးလို့မထင်မဲနဲ့ရေပြင်းသည်ရေပြင်းကြီးသည်ရေပြင်းလို့ဖြစ်ပါစေသလားဟောတော့တိဏ္ဍယရဏနံကုဏအဝဇ္ဇတဣတိပိသောဘဂဝရံသမတံဗုဒ္ဓောလို့ဗုဒ္ဓနုတ္တရိအနုတ္တရတော်ဖယားရှင်ရဲ့ဂုဏ်ကိုနှလုံးသွင်းလိုက်ပြီးတော့ဘဝသောတံသစေဗုဒ္ဓတိဏ္ဍလောကံတကုဝိတုပြီးတော့ရွတ်တော့မဟဲ့ကိုမရွတ်သေးဘူးဖယားရှင်ရဲ့ဂုဏ်တော်ဘဝသောတံသစေဗုဒ္ဓတိဏ္ဍလောကံတကုဝိတုဘဝရေးရင်ကြီးကိုဖြတ်သွင်းပြီးတော့လောကရဲ့တစ်ဖက်ကိုရောက်ခဲ့တဲ့ဘုရားရှင်မှန်ရိုးဆိုရင်အဲ့ဒီသစ္စာစကားကြောင့်တပည့်တို့အဲ့ဒီရေးပြင်းသည်မြေပြင်းလို့ဖြစ်ပါစေသာဆိုရင်ဒါတော်သားတွေဒီဘက်ကခင်ဗျားတို့မြစ်တွေချောင်းနေနဲ့လုံနေတဲ့တောသူတောင်သားတွေအေးမိုးရင်းမှာလေရေတွေတက်လာပြီးရေတွေကြီးလာပြီးမြစ်တွေနဲ့ခရီးသွားရင်အခုဓမေစရီရွတ်ခဲ့တဲ့ဘဝသောတံသစေဗုဒ္ဓတိန်သောလောကံတကူဝိတုဣတိနသစ္စာဝဇ္ဇေနဂမနမေသမိတ်စရုဆိုတဲ့အဲ့ဒီခါရလေးကိုရွတ်ပြီးသွားရင်ငါပြန်မလို့လေလက်ဗုဒ္ဓမှာငါတရားကိုလာနာတယ်ရဲမှုရဲ့ကတော်တွေလက်ဗုဒ္ဓမြို့နယ်သူတို့လက်ဗုဒ္ဓမြို့နယ်ကနေအဲ့ဒီအလဲရီကျော်တို့ဟိုဗာလဲဟိုနောက်ပြီးတော့အလဲရီကျော်ရဲ့နော်လှိုင်းဖုံတို့အဲ့ဒီရွာတွေကပြန်မလို့ဆိုတဲ့မြစ်ကြီးကိုမပြန်လာနဲ့တော့တဲ့ပြန်ပြီးတော့ဒီနေရာတွေ့ပြီးပြန်လမ်းမရှိဘူးမှိုင်းသိချီတာအဲ့ဒါအဲ့ရဲမေတွေကိုငါအဲ့ဒါလုတ်သင်ပေးလိုက်ဘဝသောတံသစေဗုဒ္ဓတိန်တော်လောကံတကုဝိတုဣရိနသစ္စာဝဇ္ဇေနဂမနမေသမိတ်ဇတုရှင်မရေဖုံအဲ့ဒီလှိုင်းလုံးကြီးတွေတက်လာတယ်အလိုလိုလှိုင်းနေငြိမ်သွားတယ်ဘုရားရှင်ကိုဒါတချက်ပြန်မလို့မြင်နော်တော်တော်မဖြတ်ရဲဘူးတရားဝဲပြီးချက်ချင်းပြန်တာငါဟောတာတစ်ခါ10နာရီကျော်တယ်လေ7နာရီတစ်ချက်လေပြန်အသေးလေဘာမှမရှိဘူးလေလှိုင်းမမြင်ရတော့ဘူးလေအဲ့ဒီပြန်တာညာတွင်းပြန်တာဆရာတော်ခါရနဲ့ပြန်တယ်ဟုတ်ပြီနော်ជីတို့ជីစိန်လားជីဝိန်လားအဲ့ကောင်မလေးနော်ပြန်တာအဲ့ဒီလာဗုဒ္ဓမြို့နဲ့ရဲမှုရဲ့သုံးပွင့်ရဲ့မိမပြန်တယ်ပြန်ဖုံဖုံရဲ့တောင်ဝတရားဆိုတာညာအိတ်ခွင့်မရှိဘူးပြန်ရပါလိမ့်မယ်အဆောင်လေးပေးပါအေးဘဝသောတံသစေဗုဒ္ဓတိန်တော်လောကံ